အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုရင်တော့အခုတလုံးမှာ user တွေတော်တော်များများအဖြစ်များနေတဲ့ကျွန်တော်တို့ဘာဗီဒီယိုပဲတင်တင်ပေါ့နော်ကိုယ်ပိုင်ဗီဒီယိုပဲတင်တင် copy content ပဲတင်တင်ဗီဒီယိုတွေမှာ issue ထိနေတာအဲ့လို issue ထိနေတာဘာကြောင့်ထိရတာလဲဘယ်လိုဖြေရှင်းရမလဲဆိုတာကိုကျွန်တော်အခုဒီဗီဒီယိုလေးမှာကျွန်တော်သိတော့လေးပြန်လည်ပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တစ်ချက်လောက်ကြည့်ကြမယ်အဲ့တော့ကျွန်တော်တို့အရင်တော့ဆိုလို့ရှိရင်တော့ဒီလိုမျိုးကတိတ်မဖြစ်ဘူးပေါ့နော်အခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီ user တွေတော်တော်များများကဖြစ်နေကြတယ်ဗီဒီယိုတွေကဘာဗီဒီယိုပဲတင်လိုက် copy content ပဲတင်တင်ကိုယ်ပိုင်ဗီဒီယိုပဲတင်တင်ဗီဒီယိုတွေမှာ issue ဆိုပြီးတော့ပြနေတယ်ပေါ့နော် static content လို့ခေါ်တာပေါ့အဲ့တော့ကိုယ့်ရဲ့ဗီဒီယိုတွေကို Facebook ကနေပြီးတော့မှဝင်ငွေမပေးဘူးပေါ့နော်အဲ့လိုမျိုး issue ပြသွားပြီဆိုလို့ရှိရင်အဲ့ဒါတော့ကျွန်တော်ဘာကြောင့်ဖြစ်ရတာလဲဆိုလို့ရှိရင်တစ်အချက်အနေနဲ့ကတော့ကျွန်တော်ဗီဒီယိုရဲ့ quality ပေါ့နော်ဗီဒီယိုရဲ့ quality က920အထက်ရှိရမယ်920p အထက်ရှိရမယ် resolution ကနော်1080p ဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကိုယ့်ရဲ့ဗီဒီယိုကနော် resolution က low quality ဖြစ်နေမယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်လည်းအဲ့ဒီဗီဒီယိုကို Facebook ကနေပြီးတော့မှဒေါ်လာမပေးဘူးပေါ့နော် ads မပေးဘူးဗီဒီယို issue ပြလိုက်မယ်နံပါတ်2တစ်ချက်အနေနဲ့ကတော့ကျွန်တော်တို့ title တွေ caption တွေရေးတဲ့အခါဒီမှာစာလုံးပေါင်းတပ်ပုံတွေမမှန်ဘူးဆိုလို့ရှိရင်လည်းအဲ့ဒီဗီဒီယိုကို Facebook ကနေပြီးတော့မှ issue ဆိုပြီးတော့ပြပေးတယ်ပေါ့နော် issue ပြတယ်ပေါ့နောက်တစ်ခုကျွန်တော်တို့နံပါတ်3အနေနဲ့ကတော့ template ပေါ့နော် template ဆိုတာကကျွန်တော်တို့ရဲ့ဗီဒီယိုရဲ့ဒီအရှိမှာပေါ့နော်ကိုဗီဒီယိုထဲမှာပါတဲ့အကြောင်းအရာကိုကျွန်တော်တို့စာလုံးအကြီးနဲ့ရေးထားတယ် template ပေါ့နော်ကိုဆွဲထားတဲ့ template အဲ့ဒီ template မှာကျွန်တော်တို့ကဒီ Facebook ရဲ့ policy guideline နဲ့မကိုက်ညီတဲ့စာလုံးတွေရေးထားမယ်ဒါမှမဟုတ်အဲ့ template photo မှာFacebook community standard policy တို့မဟုတ်ကျွန်တော်တို့ Facebook monetization policy နဲ့မကိုက်ညီတဲ့ဓာတ်ပုံတွေကိုသုံးထားမယ်ဆိုလို့ရှိရင်လည်း Facebook ကနေပြီးတော့မှဒီဗီဒီယိုကိုကျွန်တော်တို့ issue ပြတယ်နောက်တစ်ခုကတော့ကျွန်တော်နံပါတ်3ကကြတော့ကျွန်တော်တို့ရဲ့ဒီဖန်တီးထားတဲ့ဗီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေက Facebook community standard policy guideline နဲ့ကိုက်ညီရမယ် Facebook monetization policy guideline နဲ့ကိုက်ညီရမယ်ကျွန်တော်တို့ original content ဖြစ်ရမယ်နော်သူများရဲ့ copy ဗီဒီယိုတွေဒါမှမဟုတ် copy music တွေပေါ့နော် music copy တွေဒါတွေကိုသုံးထားမယ်ဆိုလို့ရှိရင်လည်း Facebook ကနေပြီးတော့မှအဲ့ဒီဗီဒီယိုကို issue ဆိုပြီးတော့ပြတယ်ပေါ့နော်နံပါတ်4တစ်ချက်အနေနဲ့ကကိုယ့်ရဲ့ဗီဒီယိုကိုယ့်ရဲ့ content ကနော် static content မဟုတ်ပေမဲ့ Facebook က AI နေနဲ့စစ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ဗီဒီယိုကို AI ကနေပြီးတော့မှ static content ဖြစ်တယ်ဆိုပြီးတော့ဒီဗီဒီယိုမှာ issue ပြတာမျိုးလည်းရှိတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့အပေါ်မှာကျွန်တော်ပြောခဲ့တဲ့အချက်တွေနဲ့ကျွန်တော်တို့ကညီစွန်းနေလို့ကိုယ့်ရဲ့ဗီဒီယိုက issue ပြတယ်ဆိုရင်ကျွန်တော်တို့ကဒါတွေကိုဘယ်လိုဖြေရှင်းလို့ရမလဲပေါ့နော်ဘယ်လိုဖြေရှင်းလို့ရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ကပထမဦးဆုံးတစ်ချက်အနေနဲ့ကိုယ့်ရဲ့ဗီဒီယိုက issue ပြနေတယ်ဆိုလို့ရှိရင်ဒီဗီဒီယိုရဲ့ caption တွေ title တွေကိုပြန်စစ်ရမယ်ဗီဒီယိုရဲ့ caption တွေ title တွေကလည်းအားလုံး okay တယ်အဆင်ပြေတယ်ပေါ့နော်စာလုံးပေါင်းတပ်ပုံရမှန်တယ်ဆိုလို့ရှိရင်တော့နံပါတ်2တစ်ချက်အနေနဲ့ကကျွန်တော်တို့ template ကိုစစ်ရမယ်ကိုဆွဲထားတဲ့ template ကဒီ Facebook policy guideline နဲ့ကိုက်ညီလားဒါမှမဟုတ် template မှာကျွန်တော်စာလုံးအကြီးတွေလည်းရေးထားတာမျိုးတွေရှိလားပေါ့နော်သူက template မှာစာလုံးအကြီးတွေနဲ့ရေးထားမယ်ဆိုလို့ရှိရင်လည်းဒါမျိုးကိုလည်း Facebook ကနေပြီးတော့မှ static content ဖြစ်သတ်မှတ်ပြီးတော့ဒီကိုယ့်ရဲ့ဗီဒီယိုမှာ issue ပြပေးတယ်ဟုတ်ပြီ title လည်းအဆင်ပြေတယ်ကျွန်တော်တို့ template ကလည်းဒီ Facebook ကသတ်မှတ်ထားတဲ့အတိုင်းဖြစ်တယ်ဆိုလို့ရှိရင်เนาะကျွန်တော်တို့ကဗီဒီယိုရဲ့ resolution ကိုပြန်ပြီးတော့စစ်ရမယ်ဗီဒီယိုရဲ့ resolution က 920p လားဒါမှမဟုတ် 1080p လားเนาะအဲ့ထက်မြန် quality ကကျနေလားဆိုတာကိုကျွန်တော်တို့ပြန်စစ်ရမယ်တကယ်လို့ကျွန်တော်တို့ကဗီဒီယိုရဲ့ quality ကFacebook ကသတ်မှတ်ထားတဲ့အတိုင်းမဟုတ်ဘူးဆိုလို့ရှိရင်တော့ဒါဆိုရင်တော့ကျွန်တော်တို့ကအဲ့ထားကိုပြန်ပြင်စရာမလိုတော့ဘူးပေါ့เนาะအဲ့ဗီဒီယိုကိုဖျက်မှာပဲရမှာပေါ့အကယ်၍ကျွန်တော်တို့ title တို့ template တို့ကြောက်ဖြစ်တယ်ဆိုရင်တော့ကျွန်တော်တို့က title တို့ template တို့ကိုကျွန်တော်တို့ကပြင်ပေးရမယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကိုယ့်ရဲ့ဗီဒီယိုကိုသေချာပြန်စစ်မယ်ကိုယ့်ရဲ့ဗီဒီယိုထဲမှာ music copyright တွေတုံးလာလားဒါမှမဟုတ်လို့ရှိရင်သူများရဲ့ဗီဒီယိုတစ်စိတ်တစ်ပိုင်းကိုမြန်ကျွန်တော်တို့တုံးလာလားပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းကိုဗီဒီယိုထဲမှာပြောထားတဲ့အကြောင်းအရာတွေက Facebook community standard policy နဲ့မကိုက်ညီလို့လားဒါမှမဟုတ် monetization policy နဲ့မကိုက်ညီလို့လားဆိုတာကိုကျွန်တော်တို့ပြန်ပြီးတော့စစ်ဆေးရမယ်ဟုတ်ပြီကျွန်တော်တို့က title လည်းမှန်တယ်ကျွန်တော်တို့ caption မှာလည်းမှန်တယ် template မှာလည်းမှန်တယ်ကျွန်တော်တို့ဗီဒီယိုကလည်းကျွန်တော် community standard policy နဲ့ညီတယ် resolution ကလည်းကျွန်တော်တို့ okay တယ် 1080p ဖြစ်တယ်เนาะဗီဒီယို quality ကလည်းကောင်းတယ်ဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာမှလုပ်လို့မရတော့ဘူးဒါဆိုတေးကြတယ်ကျွန်တော်တို့ Facebook ကနေပြီးတော့မှကျွန်တော်တို့ကိုဒီ AI နဲ့စစ်တာဖြစ်တဲ့အတွက်
ကျွန်တော်တို့တင်လိုက်တဲ့ content video ကို static content ဖြစ်သတ်မှတ်ပြီးတော့မှသူကflag ပြသွားတာပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဖြတ်လိုက်လေရတယ်မဖြတ်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီ video ကိုထားလာလို့ရတယ်ပေါ့နော်အကယ်၍ကိုယ့်ရဲ့ video က community standard policy နဲ့မကိုက်ညီလို့ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့က music copyright တွေသုံးထားလို့ဒါမှမဟုတ်ကျွန်တော်တို့က video quality က resolution ကျနေလို့ဆိုလို့ရှိရင်เนาะဒါဆိုလို့ရှိရင်တော့ဒါကိုကျွန်တော်တို့ကပြန်မပြင်တော့ဘဲနဲ့ဒီ video ကိုကျွန်တော်တို့ကဖြတ်လိုက်မယ်ပေါ့เนาะနောက် video တွေကြာရင်ဒီထက် quality ကောင်းအောင်လုပ်ပြီးတော့ကျွန်တော်တို့တင်ရမယ်ပေါ့เนาะအကယ်၍အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့တင်လိုက်တဲ့ video ကနီးရဲဆိုလို့ရှိရင်တော့ဒါဆိုလို့ရှိရင်သိကြတယ်ပေါ့เนาะဒီ Facebook ရဲ့ဒီ AI error ပေါ့เนาะ Facebook ကကျွန်တော်တို့ဒီ Facebook platform တစ်ခုလုံးကို AI နဲ့စစ်တာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ video ကိုနော်ကိုယ့်ရဲ့ content တွေကို Facebook ကနေပြီးတော့ master static content ဖြစ်သတ်မှတ်ပြီးတော့ကျွန်တော်တို့ရဲ့ video တိုင်းကိုကျွန်တော်တို့ issue ပြနေတာပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကတစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော် Facebook ကအခုလက်ရှိအခြေအနေမှာ Facebook က policy update တွေဖြစ်တဲ့ application update တွေဖြစ်နေတဲ့အတွက်ကျွန်တော်တို့ခဏတစ်ဖြုတ်စောင့်ကြည့်ရမယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ page မှာတင်ထားတဲ့ video တွေက issue ပြနေတယ်ဆိုရင်တော့ကျွန်တော်အထက်မှာပြောခဲ့တဲ့အချက်တွေနဲ့ကျွန်တော်ကိုက်ညီလားမကိုက်ညီလားဆိုတာကိုကျွန်တော်တို့စစ်ဆေးပြီးတော့ဘာတွေပြုပြင်တင်တယ်ဘလို့စီကံတွေလိုက်နာတင်တယ်ပေါ့နော်ဒါမျိုးတွေကိုပဲကျွန်တော်တို့ပြန်လည်စစ်ဆေးရမယ်ပေါ့နော်ဒါကိုကျွန်တော်တို့ကစာပြတ်တော့အပ်လို့လည်းမရဘူးကိုတင်လို့ issue ပြတယ်ဆိုရင်ဘယ်သူပဲတင်တင်ဒီ video ကကျွန်တော်တို့ issue ပြမှာပေါ့နောက်တစ်ခုကကျွန်တော်တို့ဘလို့နေရာတွေမှာတွေ့ရလဲဆိုလို့ရှိရင်ဘလို့ page တွေမှာအများဆုံးတွေ့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ monetization limit ထိနေတဲ့ဓာတ်ပုံနဲ့စတယ်ပဲကျွန်တော်တို့ဒီဝင်ငွေရမယ် video တွေ read တွေအတွက်ဝင်ငွေမရဘူးဆိုတဲ့ page တွေမှာကတော်တော်များများ video တွေတင်လိုက်တဲ့အခါမှာကိုယ်ပိုင် content ပဲတင် copy content ပဲတင်ကျွန်တော်တို့ video တွေမှာ issue ဆိုပြီးတော့ပြတယ်အဲ့ video ရဲ့ issue ကလည်းကျွန်တော်တို့နှိပ်ကြည့်လိုက်တဲ့အခါမှာ static content ဖြစ်သူကသတ်မှတ်ထားတယ်ပေါ့နော်ဒါကကျွန်တော်လက်တွေ့စမ်းလာတာပေါ့နော်အဲ့ video တစ်ပုတ်သေးကိုပဲ monetization ကျနေတဲ့ page မှာတင်လိုက်တဲ့အခါမှာ issue ပြပြီးတော့ monetization မကျတဲ့ page မှာကျွန်တော်တို့တွက်တင်တဲ့အခါမှာတော့ issue မပြဘူးပေါ့နော်ဒါကတော့ချွင်းချက်အနေနဲ့ပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျွန်တော်တို့လက်ရှိအခြေအနေမှာဘာမှလုပ်လို့မရသေးဘူးတစ်ချက်စောင့်ကြည့်ရမယ်ပေါ့နော်ဒီ video တွေမှာ issue ပြတဲ့ပြဿနာကကျွန်တော်အထက်ကပြောခဲ့ရတဲ့အချက်တွေနဲ့အားလုံးကိုက်ညီတယ်ဆိုရင်တော့ဒါဆိုကျွန်တော်ထွေထူးဘာမှလုပ်လို့မရသေးဘူးတစ်ချက်စောင့်ကြည့်ရအောင်ပေါ့နော်ဒါကတော့ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်သိတောက်လေးပြောပြပေးတာပေါ့နော်တခြားဒီထက်သိထားတဲ့ဆရာတွေရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment အောက်မှာရေးခဲ့ပြီးလို့ရပါတယ်ဗျဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်